ဘဝနဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာလောက်ပြည့်စုံတဲ့သင်ခန်းစာလောကမှာမရှိဘူးတဲ့မကျမ်းမာတဲ့သူကသူ့ဘဝနဲ့ရင်းပြီးမကျမ်းမာသွားတဲ့အခါကျမ်းမာရေးခရီးဆိုင်ဖို့သူပြန်ပြောတယ်ဘဝနဲ့ရင်းပြီးကြိုးစားခဲ့လို့ချမ်းသာသွားတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ဘဝနဲ့ရင်းပြီးတော့တွေ့ကြုံခဲ့တဲ့ချမ်းသာမှုတွေကိုသူကောင်းကောင်းနားလည်တယ်ဒါကြောင့်ကြိုးစားဖို့သူပြန်ပြောတယ်ဘဝနဲ့ရင်းပြီးခက်ခဲခဲ့ဘူးတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ခက်ခဲမှုကိုမတွေ့ကြုံမခံစားဘူးတဲ့သူကမသိနိုင်တယ်လို့တွေ့ကြုံခံစားဘူးတဲ့သူလောက်လေသူနားလည်မှာမဟုတ်ဘူးလောကကြီးရဲ့တင်ပေးတဲ့အရာလောက်ပြည့်စုံတဲ့ပညာရက်ဒီကောင်မှမရှိသေးဘူးအဲဒါကြောင့်ကိုယ့်ဘောမှာတွေ့ကြုံလာတဲ့သင်ခန်းစာတွေရလက်တွေကိုတာမန်လေးပဲမကြည့်ပဲနဲ့သင်ခန်းစာတစ်ပုဒ်အဖြစ်ပြောင်းလဲပြီးတော့သင်ယူပါစိုးတဲ့လူတွေနဲ့တွေ့တဲ့အခါလောကမှာဒီလိုစိုးတဲ့လူတွေရှိပါလားငါမစိုးဖို့အရေးကြီးတယ်ဆိုပြီးတော့သင်ယူပါကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါလောကမှာဒီလိုကောင်းတဲ့သူတွေရှိပါလားငါတို့လူကောင်းအောင်လုပ်မယ်ဆိုပြီးတော့သင်ယူပါသင်ယူမယ်ဆိုလို့ရှိရင်လောကမှာမကုန်နိုင်တဲ့သင်ခန်းစာတွေကြီးပါပဲအဲဒါကြောင့်ဘယ်သင်ခန်းစာပဲဖြစ်ဖြစ်ကိုယ့်ဘဝနဲ့ရင်းပြီးတော့ကြုံလိုက်ရတဲ့သင်ခန်းစာတွေဆိုရင်တော့ဘယ်တော့မှမမေ့ဘဲနဲ့အမြဲသင်ယူမှတ်ထားပါလောကမှာဘဝနဲ့ရင်းပြီးတော့ရှားလိုက်တဲ့သင်ခန်းစာတွေထက်ပုံမပြည့်စုံတဲ့သင်ခန်းစာမရှိပါဘူး